ဒီတစ်ပတ်မှာတော့ကျွန်တော်တို့မိသားစုတွေကဒါတန်လျင်ဘက်မှာရှိတဲ့အတော်တွေဘက်ကိုပေါ့နော်တန်လျင်ဘက်ချမ်းမှာရှိတဲ့အတော်တွေစီကိုတွားပြီးလဲခဲ့တာပေါ့နော်ဒါကဘာကိုပြောချင်တာလဲဆိုရင်ကတော့လေဒီလိုခြံဝန်းလေးနဲ့ပေါ့နော်ဒါနေရာကတော့နည်းနည်းတော့လှမ်းအဝေးတယ်ဆိုပေမဲ့လို့ရန်ကုန်မြို့နဲ့တော့အလှမ်းဝေးတယ်ဆိုပေမဲ့ဒီလိုခြံဝန်းလေးနဲ့အေးအေးချမ်းချမ်းလေးနေချင်တာပေါ့နော်အဲ့ဒါလေးကိုပြချင်တာပေါ့ဘာလို့လဲဆိုတော့ကိုရီလည်းအသက်ကြီးလာရင်တဖြည်းဖြည်းနဲ့ကဒီလိုအေးချမ်းတဲ့နေရာကိုပဲနေချင်တော့ဟိုဘက်မှာဆိုလည်းကြိုက်ခောက်ဖျားကြီးကိုဖူးလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုခြံလေးဝင်လေးနဲ့အိမ်ကောင်းတာမကောင်းတာအသာထားပေါ့နော်ခြံလေးထဲမှာတီးပင်စားပင်လေးစိုက်ပဲအေးချမ်းချမ်းလေးနဲ့နေစင်တာပေါ့နော်တန်လင်ဘက်ကျတော့လေဒီမြေကလည်းဒါအသီးပင်စားပင်စိုက်မယ်ဆိုအရန်ကောင်းတယ်ပေါ့နော်ဒီလိုပင်လေးဆိုလည်းလှတယ်ပြီးရင်နောက်ထပ်ကကျတော့ဒီလိုမျိုးလေးပေါ့နော်အိမ်မှာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းဒါဝါသနာပါတယ်ဒီလိုချက်ဟင်းကားသီးပင်လေးတွေပြီးွားရဲမုံလာဥပင်တို့ဒါဆိုဒါခရမ်းသီးပင်လေးတွေပေါ့နော်ဒီလိုအပင်လေးတွေကိုအဲ့လိုစိုက်ရတာကိုအရန်ဝါသနာပါတယ်ဒါဆိုရုံမနေသီးပင်ပေါ့နော်အဲ့လိုလေးတွေစိုက်တာလေးတွေကိုလည်းတအားဝါသနာပါတာဆိုတော့လေအတော်ကတော့ဒါအတော်သူ့ရဲ့တနိုင်တစ်ပိုင်းလေးပေါ့နော်သူစိုက်ထားတာလေးပေါ့ခရမ်းကျင်သီးပင်လေးတွေရောပဲကျွန်တော်လည်းအဲ့လိုမျိုးလေးတစ်ချိန်ကြာရင်တော့ဒါဒီလိုမျိုးလေးနေနိုင်အောင်တော့စူးစမ်းနေပေါ့နော်ဒီလိုချမ်းကြဲကြဲလေးနဲ့အေးချမ်းချမ်းလေးနဲ့နေချင်တာပေါ့နော်မြက်ခင်းလေးတွေနဲ့ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ခြံထဲမှာသီးပင်စားပင်လေးအဲ့လိုစိုက်ထားချင်တာအဲ့လိုမျိုးလေးလုပ်ချင်တာပေါ့နော်ဒါဆိုဒါဒီမှာဆိုရင်ဒါမလကာသီးပင်လေးကီလိုမလကာသီးပင်လေးပေါ့နော်တေးသေးလေးနဲ့တီးနေတာဒါလေးဆိုရင်ဒီလိုမျိုးလေးလည်းစိုက်ချင်တာပေါ့နော်ဒါကိုယ့်ရဲ့စိတ်ကူးအိမ်မက်ပေါ့ဒါအတော်ရေးစီတွားရင်းနဲ့မှစိတ်ကူးအိမ်မက်လေးပေါ်လာတာပေါ့နော်ဒီလိုမျိုးလေးနေချင်တယ်ဆိုပြီးတော့မှဒါဆိုဒါကြောက်ဖြုံသီးပင်လေးတွေပြီးတော့ဒီ channel မှာဆိုဒါဒီလိုအပင်လေးပေါ့နော်အုံငပြောပင်လေးပေါ့နော်ဒီဟာဆိုအုံငပြောလို့ခေါ်တယ်အဲဒီဟာလေးလည်းရှိရဲပြီးမလကာသီးဆိုလို့ရှိရင်လည်းအပင်တွေအများကြီးပဲမလကာသီးပင်တွေမှာလေအမျိုးအစားစုံမလကာသီးပင်တွေကိုစိုက်ထားတယ်ပေါ့နော်ဒါလေးတွေကလေစိတ်ကိုအေးချမ်းစေတယ်အပင်လေးနဲ့ပဲနေချင်တယ်တက်ကြီးလာလို့ရှိရင်ဒီလိုအေးချမ်းချမ်းလေးပဲနေချင်တာဆိုတော့လေဒါဆိုလဲဒါတရုတ်စကားပန်းလေးပေါ့နော်အရန်လှပြီးတော့မှုေးလဲမှုေးတယ်ဆိုတော့လေဒါအသက်ကြီးလာရင်ဒီလိုခြံလေးဝန်းနဲ့အကျယ်ကြီးဒီလိုခြံကျယ်လေးမားရဘာရမဟုတ်ဘူးပေါ့နော်မြေနေရာလေးနဲ့နေကြတာအခုကတော့ရန်ကုန်မြို့ပေါ်မှာတော့တိုက်ခန်းနေနဲ့နေရတာကြာလာတော့လေအရန်ကြီးငွေလာတဲ့ဒီလူအများနဲ့ပေါင်းနေရတဲ့ဟာဆိုတော့လေအစင်မပြေရရောအစင်ပြေရရောဖြစ်တယ်ပေါ့နော်အဲ့တော့ကိုဟာကိုမြေနေရလေးနဲ့တီးတန့်ဆိုလို့ရှိရင်ကတော့အေးချမ်းချမ်းလေးနေလို့ရတာပေါ့နော်အဲ့လိုလေးနေချင်တယ်အခုလည်းအလုပ်တွေလည်းစူးစမ်းနေတယ်ကိုပိုင်အလုပ်ကလေးလည်းထပ်ပြီးတော့လုပ်နေတာလေးလည်းရှိရဆိုတော့လေတနေ့တော့ဒီလိုလေးဖြစ်အောင်တော့နေချင်တာပေါ့နော်ဒါကတော့အပြန်မှာကျွန်တော်တို့ဒါကိုင်းတော်တွေပေါ့နော်ဒီကိုင်းတော်လေးတွေကလည်းလေဒါအလေးကျပေါက်နေဆိုပေမဲ့လို့သူဟာသူတော့တဘာဝကြတော့လေလှလို့ဆိုရိုက်လာပြီးတော့ဒါဆိုဒါစိတ်တွေကြောင်းနေကြတာပေါ့နော်စိတ်တွေအမှမွေးထားတာအများကြီးပဲစိတ်တွေကိုကြောင်းနေကြတာဆိုတော့လေတဘာဝရဲ့ဒါအရသာလေးခံစားရပေါ့နော်ဒါဆိုဒါနေဝင်ချိန်လေးကိုကျွန်တော်ရိုက်လာတာဒါကအတော်တို့လမ်းထိပ်ဘက်မှာရှိနေတာဖျားလေးပေါ့နော်ထုံးဖြူဖြူဖျားလေးနဲ့ဆိုတော့ဒါမျိုးပြနဲ့လည်းတိတ်ပြီးတော့မဝေးဘူးကြီးလက်အရသာလည်းခံစားရတယ်ဆိုတော့လေအရန်ပျော်ဖို့ကောင်းတယ်ဒါကတော့ကျွန်တော်တို့ဒါတန်လင်းသရားကိုပြန်တက်တော့မှာပေါ့နော်ပြန်တက်မဲ့ဘက်အချမ်းပေါ့ဒီဘက်အချမ်းကဒါမီပွိုင်းမှတ်တိုင်ပြီးတော့ဒါတန်လင်းသရားတက်မဲ့ဘက်အချမ်းပေါ့နေမြို့လေးတစ်မြို့ရောက်သွားသလိုခံစားရတယ်ပေါ့နော်တန်လင်းဆိုတော့ကျွန်တော်တို့ရန်ကုန်နဲ့ဆိုလို့ရှိရင်တရားသင်းပဲချားနေရလေနော်တရားသင်းပဲချားပြီးတော့ဒီဘက်ကဒါရတလေးကကြတော့နေမြို့လေးတစ်မြို့ရသွားသလိုမျိုးအရန်ခံစားရတယ်လေတွေကအစတန့်ရှင်းသွားတယ်ပို့ပြီးတော့ fresh ဖြစ်တယ်လို့လည်းခံစားရတယ်ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်တို့ဒါတရားပေါ်တက်တော့မယ်ပေါ့နော်ကျွန်တော်တို့ကတော့တရားတစ်ကနေပဲဖြတ်တာပေါ့နော်ဟိုဘက်ကတော့တရားဟောင်းပေါ့တရားတစ်ကနေကျွန်တော်တို့ဖြတ်ခဲ့တယ်တရားတစ်ကတော့ဒါဒီကားဖြတ်တန်းကပေးရတယ်ပေါ့နော်ဟိုဘက်တရားဟောင်းနဲ့ဖြတ်တန်းမယ်ဆိုရင်ကတော့မပေးရဘူးပေါ့နော်ဒါညနေဆောင်လေးမှလေဒီလိုလေးနေဝင်ချိန်လေးရဲ့အရသာလေးလည်းအရန်ကိုအရသာရှိပြီးတော့မှနေဝင်ချိန်လေးမှာအေးချမ်းချမ်းလေးနဲ့အရန်လဲရာတီဥတော့မပူတော့ဘဲနဲ့ကြည့်လို့နေလို့အရန်ကောင်းတယ်ဒါကကျတော့ရန်ကုန်မြို့ပြဘက်ကိုလှမ်းရိုက်ထားပါတော့တရားပေါ်ကနေဒါကတော့ဒီဘက်အချမ်းကတန်တဲ့ဘက်ချမ်းမှာရှိရဲ Star City ဘက်ကိုရိုက်ထားပါတော့နယ်မျိုးလေးတစ်မျိုးကနေပြီးတော့ရန်ကုန်ပြန်လာတဲ့အရာသာမျိုးလေးလိုခံစားရတယ်ပေါ့နော်ဒါကအရန်ကိုမှကျွန်တော်တန်လင်ဘက်ကိုလည်းအရန်ပြောတယ်ကျွန်တော်ကြောင်တက်ခဲ့တော့ကလည်းဒါတန်လင်ဘက်မှာတက်ခဲ့တာဆိုတော့လေတန်လင်ဘက်မှာနေရတာလည်းအရန်သဘောကျတယ်အခုကတန်လင်ဘက်မှာလည်းမြေစည်းအိမ်စည်းတွေကလည်းအရန်ကြီးနေတော့လေနော်ဒါကတော့ကျွန်တော်တို့ဒါတန်လင်းသရားကနေပြီးတော့ပြန်ဆင်းတော့မယ်ပေါ့နော်ဒါကျွန်တော်တို့ပြန်ဆင်းလို့ရှင်တော့ကျွန်တော်တို့ရဲ့ဒါတာဂီတာရွှေမြို့တော်ကြီးပေါ့နော်ကျွန်တော်တို့နေတဲ့မြို့တော်ကြီးကိုရောက်တော့မှာဆိုတော့ဒါဒီဘက်ကိုမရောက်ခင်လေးမှာဒါရိုက်ထားတဲ့ဟာလေးပေါ့နော်ဒါဆိုဒါအရှိမဆိုလို့ရှင်တိုးဂိတ်ကိုရောက်ပြီပေါ့နော်ဒါမြို့ဝင်ကြီးဂိတ်ဒါကြီးဂိတ်ပေါ့နော်ဒီဟာကိုဖြတ်ပြီးသွားလို့ရှင်ရောက်ပြီပေါ့နော်ဒါကတော့ကျွန်တော်ညီလေးပါ
ပြန်มาလေတွေကအရန်တိုက်ပြီးတော့မှအေးနေတာပဲဒါကတော့ကျွန်တော်တို့ရဲ့တာကီတာမြို့အီကိုပြန်ရောက်ပြီပေါ့နော်တာကီတာနဲ့တန်လင်းဆိုတာဟိုဘက်နဲ့ဒီဘက်နဲ့တရားလေးပဲခြားထားရဆိုပေမဲ့လေဒါဟိုဘက်ကိုရောက်တဲ့ဟာကတန်လင်းဘက်ကိုရောက်တဲ့ရက်တာလေးကပို့ပြီးတော့မှစိတ်ကိုလန်းဆန်းစေတယ်ပြီးတော့လေရအစတန်ရှင်းသွားရလို့ခံစားရပါတော့ကိုရီဒီဘက်တရားဘက်ကိုပြန်ဆင်းလိုက်တာနဲ့တွေကိုဒီဘက်မှာမွန်ကျက်တူလို့ခံစားရတယ်ပေါ့နော်အဲ့တော့အဲ့လိုလေးတစ်ချိန်ကြာရင်လည်းဒီလိုညီနေရလေးနဲ့ပေါ့နော်အိမ်အကြီးမဟုတ်ရင်တော့မှအိမ်အသေးလေးနဲ့အဲ့လိုလေးနေကြမှာတယ်ကြိုးလဲကြိုးစားနေပေါ့နော်အဲ့တော့ကြည့်ရှုနေကြတဲ့သူတွေထဲမှာလည်းဒီလိုအိမ်ထဲနေကြတဲ့လူတွေဆိုအရန်အားကြပါပေါ့နော်အားကြောင့်မို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးပါတတာ